ခုစားခါဘဲကဦးဇူခီရဲ့အတန်ကိုကြားလိုက်တာကြောင့်အတန်ပိုင်ရှင်ကဘယ်သူလဲလို့စဉ်းစားနေပြီးမဟာနသားကြီးကတော့ခွန်းနဲ့မာခိုတိုရှိတဲ့အစာအုပ်ရဲ့တိုက်ခေါင်မှုပုံကိုတက်နေပါတယ်မာခိုတိုကမဟာနသားကြီးကိုတန်းတန်းနဲ့ပြစ်လိုက်ပေမဲ့မဟာနသားကြီးကကြီးစံကိုလက်ပလာနဲ့ပြန်ဖမ်းလိုက်ပြီးသူ့ရဲ့အစွမ်းကိုထိန်းချုပ်ခဲ့တဲ့သူကစနိုက်ပါသမားတယောက်ကိုငှားထားတယ်ဆိုရင်တော့အစာအုပ်ရဲ့အတွင်းပိုင်းထဲကနေတော့တာပိုကောင်းတယ်လို့ဆိုကအစာအုပ်ထဲကိုဝင်သွားပါတယ်မာခိုတိုကတုံးမြတ်မှုအယမ်းပြန်တဲ့မဟာနသားကြီးရဲ့စွမ်းအားကဘာလဲဟာလို့တွေးနေကခွန်းကတော့မဟာနသားကြီးရဲ့စွမ်းအားကိုကြောက်တာကြောင့်တကူလုံးကလှုပ်ရှားလို့မရဖြစ်နေပြီးအဲ့ဒါကိုတတိထားမိတဲ့မာခိုတိုကလည်းအခုချိန်မှာတိုက်ခိုက်ဖို့အကြောင်းကိုစဉ်းစားစရာမလိုဘူးလို့ဆိုကမင်းကိုငါကောက်ွယ်ပေးမယ်လို့ပြောလိုက်ပြီးခွန်းကိုနစ်သိပ်ပေးလိုက်ပါတယ်အစာအုပ်ထဲကိုရောက်သွားတဲ့မဟာနသားကြီးကပီဇာစားနေပြီးအနောက်ကနေရောက်လာတဲ့အိုင်းကမဟာနသားကြီးကိုဓာတ်နဲ့ဝင်ခုတ်လိုက်ပေမဲ့ပုံရင်ရောင်ပဲဖြစ်နေခဲ့ကမဟာနသားကြီးကအိုင်းရဲ့အနောက်ကိုရောက်နေပါတယ်အိုင်းကမဟာနသားကြီးကိုဓာတ်နဲ့လိုက်ခုတ်နေပေမဲ့တစ်ချက်မှမထိပဲဖြစ်နေခဲ့ကမဟာနသားကြီးကတော့အိုင်းကိုဓာတ်ရေးပြတာမစိုးဘူးလို့ပြောလိုက်ပြီးသူလည်းတိုက်ခိုက်ရေးပုံစံကိုပြောင်းလိုက်ကအိုင်းရဲ့ဓာတ်ကိုချက်ချင်းချိုးပစ်လိုက်ပါတယ်ဓာတ်ချိုးသွားတာကြောင့်တတိလွတ်နေတဲ့အိုင်းကိုမဟာနသားကြီးကအဆုံးသတ်ဖို့လုပ်လိုက်တဲ့အချိန်မာယူကိုနဲ့အာဟိုဟာရာကရောက်လာတာကြောင့်မဟာနသားကြီးကအိုင်းကိုဆက်မတိုက်ခိုက်တော့ပဲမာယူကိုနဲ့အာဟိုဟာရာကိုနဆိုးမိန်းကလေးနဲ့နဆိုးသိပ္ပံပညာရှင်လာလို့မေးလိုက်ပါတယ်အာဟိုဟာရာကမာယူကိုနဲ့အိုင်းကိုသူနဲ့အတူတိုက်ခိုက်ဖို့အချက်ပြလိုက်ပြီးတစ်စက္ကန့်ပဲဆိုရင်တောင်အစွမ်းကအလုပ်ဖြစ်ပါစေလို့ဆိုကအာဟိုဟာရာကသူ့ရဲ့အစွမ်းကိုထုတ်သုံးလိုက်ပြီးမာယူကိုနဲ့အိုင်းကဓာတ်နဲ့ချက်ချင်းဝင်ခုတ်လိုက်ပါတယ်မဟာနသားကြီးကိုရပ်တန့်လိုက်နိုင်တဲ့အချိန်က80ကပ်ပဲဆိုပေမဲ့မဟာနသားကြီးကိုဒဏ်ရာရအောင်လုပ်နိုင်လိုက်တာကြောင့်စွမ်းကအလုပ်ဖြစ်တယ်လို့အာဟိုဟာရာနဲ့မာယူကိုကတွေးနေပြီးနောက်တစ်ချိန်စွမ်းသုံးဖို့လုပ်လိုက်တဲ့အချိန်မှာတော့မဟာနသားကြီးကအာဟိုဟာရာကိုကြီးစံနဲ့ပစ်လိုက်ပါတယ်မာယူကိုကဒဏ်ရာရသွားတဲ့အာဟိုဟာရာကိုလုံခြုံတဲ့နေရာကိုခေါ်သွားဖို့အိုင်းကိုပြောလိုက်ပြီးသူကတော့မဟာနသားကြီးကိုဘယ်လိုအနိုင်တိုက်ရမလဲလို့စဉ်းစားနေပါတယ်ထိုအချိန်မာယူကိုရဲ့ system ကပေါ်လာပြီးမဟာနသားကြီးကိုအနိုင်ယူဖို့ဆိုရင်တော့တပ်ဖြတ်မှုစနစ်ကိုဖွင့်လိုက်ရမယ်လို့ဆိုကစနစ်ကိုဖွင့်လိုက်မယ်ဆိုရင်တော့3မိနစ်အချိန်ဆွဲထားရမယ်လို့ပြောပြီးပြန်ပြောက်သွားပါတယ်ဒီလိုနဲ့မဟာနသားကြီးကမာယူခိုကိုလိုက်တိုက်ခိုက်နေပြီးမာယူခိုကဒဏ်ရာရတော့တဲ့အချိန်မှာတော့အဖိုးကြီးကရုတ်တရက်ရောက်လာခဲ့ကဒဏ်ရာရနေတဲ့မင်းကလေးကိုလိုက်တိုက်ခိုက်တာမင်းကမကောင်းဆိုးပါပဲလို့မဟာနသားကြီးကိုပြောလိုက်ပြီးမင်းကိုငားရဲ့လှန်နဲ့အဆုံးသတ်ပစ်မယ်လို့ပြောလိုက်ပါတယ်မဟာနသားကြီးကအဖိုးကြီးနဲ့စကားပြောနေတဲ့အချိန်မာယူခိုကအချိန်ဆွဲဖို့အတွက်ထွက်ပြေးသွားပြီးကြံခဲ့တဲ့အဖိုးကြီးကိုလည်းတနည်းနည်းနဲ့အသက်ရှင်ပါလို့စိတ်ထဲကနေပြောနေပါတယ်တစ်ဖက်မှာတော့ယူရီကရေကူးသမားမျက်နှာဖုံးနဲ့တိုက်ခိုက်နေပြီးရေကူးသမားမျက်နှာဖုံးကရေတစမှမရှိတဲ့တိုက်ခေါက်မှုပေါ်မှာတော့ရေကူးမျက်မှန်တွေပါတွေတက်ပြီးအငွေတွေကိုတိုင်ပင်ထိုးဝင်သွားပါတယ်ယူရီကရုတ်တရက်ရေကူးသမားမျက်နှာဖုံးကောင်ပျောက်သွားတဲ့အကြောင်းထိတ်လန့်သွားပေမဲ့ရေကူးသမားမျက်နှာဖုံးကယူရီရဲ့အနောက်ကနေအလစ်ဝင်တိုက်ခိုက်တဲ့အချိန်မှာတော့ယူရီကမျက်နှာဖုံးကိုကွဲအောင်တတောင်နဲ့ပြန်တိုက်လိုက်ပြီးချက်ချင်းအဆုံးသတ်ပေးလိုက်ပါတယ်မာယူခိုကတပ်ဖြတ်ရေးစနစ်ကိုအတည်ပြုဖို့အတွက်စက္ကန့်ပိုင်းသာလိုတော့တာဖြစ်ပြီး system ကတပ်ဖြတ်ရေးစနစ်ကိုအတည်ပြုဖို့ဆိုမာယူခိုရဲ့အတွင်းစိတ်ထဲကနေသူ့ကိုဖျက်ဆီးပြရမယ်လို့ပြောလိုက်တဲ့အခါမာယူခိုကသူမသိတာတွေအကုန်လုံးကိုရှင်းပြပြီးသူအနားမှာတစ်ချိန်လုံးရှိနေတဲ့သူတယောက်ကိုဖျက်ဆီးပြရမှာမလို့ဝမ်းနဲ့နေပေမဲ့ system ကမာယူခိုရဲ့အတွင်းစိတ်ထဲကိုဝင်ပြီးသူ့ကိုသူဖျက်ဆီးပြလိုက်ပါတယ်မာယူခိုကတပ်ဖြတ်ရေးစနစ်ကိုဖွင့်လိုက်တာနဲ့တပြိုင်နက်တည်းစွမ်းအားတွေကနှိုးထလာပြီးအဲ့ဒါကိုတတိထားမိတဲ့မဟာနသားကြီးကလည်းအဖိုးကြီးကိုဆက်မတိုက်ခိုက်တော့ပဲမာယူခိုရှိတဲ့နေရာကိုထွက်လာပါတယ်တိုက်ခေါက်မှုပေါ်မှာတော့တကိုယ်လုံးတုံနေတဲ့ခွန်းကဘာစွမ်းအားမှတုံးလို့မရအကြောင်းမာခိုတိုကဒီနေရာကနေအရင်ထွက်ပြေးသွားဖို့ပြောနေခဲ့ကအတွင်းစိတ်ထဲမှာတော့နှလုံးသားတစ်ခုလုံးကခွန်းကိုစိတ်ပူနေရကြောင်းတုံးလုံးနေပြီးအဲ့ဒါကိုတတိထားမိတဲ့ခွန်းကမာခိုတိုကိုကြည့်လိုက်တဲ့အခါမာခိုတိုကငါရဲ့ခံစားချက်တွေဘလို့ပဲဖြောင်းဆန်နေပါစေမင်းကိုတော့မသိစေချင်ဘူးခွန်းလို့ပြောလိုက်တာနဲ့တပြိုင်တည်းထဲခွန်းကမာခိုတိုနဲ့လက်ထက်တဲ့အဆင့်ထိပါအတွေးတွေကရောက်သွားပြီးကြောက်စိတ်ကလည်းအလိုလိုပြက်ပြဲသွားပါတယ်တိုက်တွင်ပိုင်းထဲမှာတော့မာယူခိုနဲ့မဟာနသားကြီးရဲ့တိုက်ပွဲကအလွန်ပြင်းထန်နေပြီးမာယူခိုကစက်မတိုက်ခိုက်နိုင်တော့တာကြောင့်တိုက်ပွဲမစခင်ကတိုင်ပင်ထားတဲ့အတိုင်းအချက်ပြစကားကိုပြောလိုက်တဲ့အခါမာခိုတိုကအတန်လာတဲ့ဒီနေရာအဒီအကြကိုခွန်းကိုပြပြလိုက်ပြီးခွန်းကလည်းကိုယ့်ရဲ့အဖွဲသားတွေမတိခိုက်အောင်ရဲခန်းကိုအနိုင်ဆုံးအဆင့်နဲ့မဟာနသားကြီးကိုပြစ်လိုက်ပါတယ်စစ်ပွဲကိုစောင့်ကြည့်နေတဲ့သူအားလုံးကရကန်အစွမ်းအသုံးပြုလိုက်တာကိုတွေ့လိုက်ရပြီးခုစာခါဘဲကတိုက်ပွဲအခြေအနေကိုအာရီခါဝါစီအကြောင်းကြားဖို့လုပ်လိုက်ပေမဲ့မာခိုတိုကဖုန်းကိုတနက်နဲ့ပြစ်ပြီးဖျက်ဆီးလိုက်ကခုစာခါဘဲကလည်းသူ့ကိုတနက်နဲ့လမ်းပြစ်လိုက်တဲ့နေရာကိုကြီးလိုက်တဲ့အချိန်မှာတော့ဦးဇူကီကိုတွေးလိုက်ရတာကြောင့်မညံ့အချို့ကပြန်ပေါ်လာပေမဲ့ system ကပြန်ထိန်းချုပ်သွားပါတယ်တစ်ဖက်မှာတော့ရကန်နဲ့အပြစ်ခံလိုက်ရတဲ့မဟာနသားကြီးကမတည်သေးပဲပြန်ထလာကဒဏ်ရာတွေအများကြီးရထားပေမဲ့တရားမျှတမှုအတွက်ဒီနေရာမှာငါသေးလို့မဖြစ်သေးဘူးလို့ပြောရင်းမာယူခိုကိုအဆုံးသတ်ဖို့အတွက်အရှိကိုတိုးလာ
လာတဲ့အချိန်ယူရီကရောက်လာပြီးမဟာနသားကြီးကိုတန်းတန်းနဲ့ရိုက်ချလိုက်ကလဲကျသွားတဲ့အချိန်မှာတော့တန်းတန်းနဲ့ပြန်ချိန်ထားလိုက်ပါတယ်ယူရီကမဟာနသားကြီးကိုတက်ပြီးတိုက်ပွဲကိုအဆုံးသတ်ဖို့လုပ်လိုက်တဲ့အခါမှာတော့ရုတ်တရက်ထိန်းချုပ်မှုစနစ်ကပွင့်သွားပြီးစစ်စတန်ကမင်းရဲ့အရှိကမျက်နှာဖုံးကောင်နဲ့လိုင်းလျားချင်းတူညီတယ်လို့ဆိုကမဟာနသားကြီးကိုထိန်းချုပ်ဖို့ယူရီကိုပြောလိုက်ပါတယ်ယူရီကရုတ်တရက်ပွင့်လာတဲ့ထိန်းချုပ်မှုစနစ်ကြောင့်မဟာနသားကြီးကိုထိန်းချုပ်ရမလားတပ်ပြည့်ရမလားဆိုတာစဉ်းစားရခက်နေပြီးမာယူဟိုကယူရီကိုအခြေအနေမေးဖို့အတွက်ခေါ်လိုက်တဲ့အခါဘယ်လိုလွတ်သွားမှန်းမသိတဲ့အာရီခါဝါရဲ့ထောက်လိုင်းမျက်နှာဖုံးကယူရီရဲ့နာမည်ကိုကြားသွားပြီးသူတို့ဖမ်းထားတဲ့ရီခရဲ့မျိုးရိုးနာမည်နဲ့ဒူနီယာကြောင့်မောင်နှမတွေဆိုတာကိုသိသွားပါတယ်ယူရီကမဟာနသားကြီးကိုမထိန်းချုပ်ပဲတပ်ပြစ်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့အဖိုးကြီးကရောက်လာပြီးတေချာပေါက်ရှုံးနေမိတဲ့ရန်သူတယောက်ကိုတပ်ပစ်တာကတရားမျှတမှုမရှိဘူးလို့ပြောလိုက်တဲ့အခါတရားမျှတမှုကိုအရင်ယုံကြည်တဲ့မဟာနသားကြီးကလည်းတရားမျှတမှုဆိုတဲ့စကားကိုကြားလိုက်တာကြောင့်သူကိုယ်တိုင်အရှုံးပေးပါတယ်လို့ယူရီကိုပြောလိုက်ပြီးကြိုက်သလိုဆုံးဖြတ်ပါလို့ပြောလိုက်ပါတယ်ထိုအခါယူရီကမဟာနသားကြီးကိုမတက်တော့ပဲစွမ်းအားကြီးကိုချိတ်ပိတ်ပြီးထိန်းချုပ်လိုက်ပါတယ်ဒီလိုနဲ့ခဏအကြာမှာတော့တိုက်ပွဲကိုအနိုင်ရလိုက်တာကြောင့်ယိုရှိတာတို့အဖွဲ့ကပြောနေကြပေမဲ့ယူရီနဲ့အဖွဲ့သားအချို့ကတော့အာဝဟာရတိုက်ပွဲမှာတေးဆုံးတာအကြောင်းဝမ်းနည်းနေကြပြီးယူရီကအိုင်းကိုရှေ့လျှောက်ပါဆက်လုံးမှလဲလို့မေးလိုက်တဲ့အခါအိုင်းကသူ့ရဲ့အရှင်သခင်နောက်ဆုံးမှခဲ့တဲ့အမိန့်အတိုင်းယူရီရဲ့လက်အောက်မှာနေပြီးဒီဆိုးရတဲ့ကဘာကြီးကိုအဆုံးသတ်မယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ရီခနဲ့အာရီခါဝါကဖုံးပြောနေပြီးအာရီခါဝါကသူ့ရဲ့သတင်းပေးစီကနေတီးထားတဲ့ယူရီအကြောင်းရီခကိုမေးလိုက်တဲ့အခါရီခကသူ့မှာမောင်နှမမရှိဘူးလို့ညင်းလိုက်ပေမဲ့အာရီခါဝါကငါးမှရှိတဲ့မြအင်အားအကုန်လုံးနဲ့သူတို့ကိုရှင်းပြလိုက်ရမလားလို့ပြောလိုက်တာကြောင့်ရီခကပောက်ကွဲသွားပြီးခွေးသားလောက်ရရင်လောက်ကြည့်လိုက်လေလို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့နောက်တစ်နေ့မနက်မှာတော့ယူရီကသူ့ရဲ့အဖွဲ့သားတွေကိုကြည်ရင်ရန်သူစီကနေသူ့ကိုရအောင်ခဲ့မယ်ပြီးရင်ဒီဆိုးရတဲ့ကဘာကြီးကိုအဆုံးသတ်ပြီးအားလုံးနဲ့အတူတူအိမ်ပြန်ကြမယ်လို့ယူရီကပြောလိုက်ပါတယ်ဒါကတော့ထူးဆန်းတဲ့ကဘာကြီးကိုရောက်လာတဲ့အရှင်သခင်ကြီးကြားကတိုက်ပွဲအစီအစဉ်1ရဲ့ဇာတ်သိမ်းပိုင်းဖြစ်ပြီးအစီအစဉ်1ကိုတွေးလို့တော်လောင်းရင်ထားခဲ့လို့ကျွန်တော်လည်းမကျင်တတ်ပေမဲ့အစီအစဉ်2သာထွက်လာခဲ့ရင်စတင်ပေးပါမယ်ဗျာကြည့်ရှုအားပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ